ထိုင်းဘာသာစကားကကြတော့အသက်ကအရန်ကိုအရေးကြီးပါတယ်အသက်တည်ရှိတယ်အသက်ရှင်ရှိပါတယ်ထိုင်းဘာသာစကားကကြတော့အခုကကြတော့ရော်ရအသက်နဲ့ဝေါ်ဝယ်အသက်တင်ခန်းစာဖြစ်ပါတယ်ရော်ရအသက်ကိုတတိတခြားလေးအသေးစိတ်လေးရှင်းပြပေးပါမယ်ခါဒါကြတော့ငါတို့တင်ထားပြီးသားဖြစ်ပါတယ်ခါဒါကြတော့အိုင်မိုင်းမလိုင်းဖြစ်ပါတယ်ခါသူ့ရဲ့အတန်ကိုအိုင်လို့ပဲတန်ထွက်ပါမယ်ခါဒီလိုမျိုးရော်ရနဲ့အိုင်ဆိုတဲ့စာလုံးဆိုရင်လည်းအိုင်လို့ပဲတန်ထွက်ပါတယ်ဒါကြတော့ငါတို့တင်ထားပြီးသားဖြစ်ပါတယ်ဒီစာလုံးဖောက်ထုတ်လို့မျိုးကကြတော့မိုင်းဟန်အာကဒါကြတော့ရော်ရမိုင်းဟန်အာကနဲ့ရော်ရနဲ့ပေါင်းထားတယ်ဆိုလို့ရှိရင်လေသူ့ရဲ့တာအိုင်လို့ပဲတန်ထွက်ပါတယ်ဒီသုံးလုံးစလုံးကအိုင်လို့ပဲတန်ထွက်ပါတယ်ခါအိုင်โอเคนะคะဒါကကြတော့ I ချောင်းဆိုးတာဒါကကြတော့ခေါ်နော်ခွန်ကဲငါတို့အရှိမှာကြတော့ခေါ်နော်အွန်ခွန်ဆိုတဲ့စကားလုံးလေးငါတို့ဖတ်ခဲ့တဲ့ခါဒီလိုမျိုးပုံစံပါခါခေါ်နော်အွန်ခွန်လူတော့ပြီးရကြတော့ထော်ထဟန်ငါတို့တတိထားပြီးဖတ်ရပါမယ်ခါဒီစာလုံးကကြတော့ပြီးကိုရင်ဖတ်မယ်တရကိုရင်ဖတ်မယ်ပြီးမှตัวสะกดအသက်ကိုဖတ်ရပါမယ်ခါပြီးကိုပထမအဆုံးဖတ်မယ်တရဖတ်မယ်ပြီးလို့ရှိရင်ရောရက်ဆိုတဲ့အသက်ကလေးကိုနောက်ဆုံးမှာဖတ်ကပါမယ်ခါကဲဒီချက်ဖတ်ပြမယ်ခါထော်အိုင်ရောထိုင်းလူမျိုးပေါ့နော်ဒါလူထိုင်ကထိုင်းဆိုတော့ထိုင်းလူမျိုးခွန်ထိုင်းလူမျိုးလို့ရေးမယ်ဆိုလို့ရှိရင်ဒီစာလုံးကိုအသေးကျက်လို့ရပါတယ်ခါထော်စံဖောက်ကိုမိုင်းဟန်အကတင်မယ်ရောရက်တင်မယ်အဲ့ဒါကိုအိုင်ဖော်အိုင်ဖိုင်ဖော်အယောဖိုင်အဲ့လိုဖတ်ကပါမယ်ခါတော်အိုင်တိုင်ရကြောက်ကပ်ဖြစ်ပါတယ်ခါတိကျတဲ့ထန်းစကလုံးတွေမေးလာလို့ရတယ်ဒီရင်တင်သွားတဲ့ချိန်ခန်းစာကိုနားမလည်ဘူးဆိုလို့ရှိရင် comment မှာမေးလာလို့ရပါတယ်ခါ